15စက္ကန့်နေအောင်ကြည့်နဲ့ဖောက်တာပါအမြန်15စက္ကန့်ဘာနဲ့ဖောက်မှာနေနဲ့ဖောက်မှာနေနဲ့ဖောက်ပြမှာ14 15เนาะရတယ်15စက္ကန့်15စက္ကန့်ကဘာအောင်ဘယ်လိုဖောက်ပြမှာ15စက္ကန့်15စက္ကန့်ဘာနဲ့ဖောက်မှာနေနဲ့ဖောက်မှာနေနဲ့ဖောက်ပြမှာရင်ရက်တည်းကကျတော့မီးနဲ့လိုင်းပေါက်နဲ့ဖောက်ပြတော့ကိုကဟိုလေးလောင်းလိုက်နေအောင်ကြည့်နဲ့ဖောက်ပြမှာဘောကရင်းနှစီဟုတ်တယ်ရင်းနှစီလောင်းလိုက်ပြီးတော့နေရစကေးလေးတင်လိုက်နော်တောင်းပြီးသွားရင်စကေးလေးတိုင်းကိုရိုက်အခုစားတော့ကိုနေအလဲပေါ့အထက်အောက်ဘေးပဲညာအလဲညီညီလေးထားဒီမှာဒီလိုလိမ့်စာကပုံစံမျိုးမအောင်ပြောင်းချီလေးဆိုရရနော်ချစ်ထုတ်လိုက်လေးခိုးနေမှာဆိုလို့လေးမခိုးအောင်လို့ဆာရွက်ကိုစီနဲ့တခါတည်းပိတ်ဆက်မှာကတ်နေရပါမယ်လေးခိုးတဲ့နေရာရှိရင်အဆင်မပြေဘူးနော်ဘာမပေါက်ဖွဲကြံခဲ့ရတော့ဘာလို့ဖြစ်မှာဆိုနော်ကြပြီရဆိုရင်နေထဲမှာ15စက္ကန့်နော်โอเค1 2 3 4 5 6 9 10 9 10 11 12 13 14 15เนาะရတယ်15စက္ကန့်15စက္ကန့်ပြီးရင်မြန်မမြန်มาစာလေးတွေမြင်ရလားအရေးလေးမြင်ရလားအရေးလေးစာရေးလေးအဲ့ဒါလေးကသူကအဲ့ဒါလေးကသူကဘောင်ပေါက်သွားမှာနော်အဲ့ဒါလေးကရေခဏစိန်ထားလိုက်နိုးပြီးတော့ပေါက်သွားမှာနေအောင်ကြီးနဲ့ဖောက်တာဆရာလဲကြားတယ်ပို့ပြီးလဲမြန်ဆန်တယ်မီးလဲမလိုဘူးသူကအမြန်ဆုံးနီးသူကအမြန်ဆုံးနီးပေါ့နော်ပညာကတော့အဆုံးရှိပါတယ်ဒါပေမဲ့မလုပ်ဖြစ်တာပါကိုကတစ်တော့မှတင်ဖို့အတွက်ကိုလုပ်ပြရပါပြီးတော့မှပြန်ပြလိုက်ဟုတ်မလေးသူကဟိုစာနေရာလေးကိုလေတီရှူးလေးဟိုလေးနဲ့ဂွန်းလေးနဲ့နော်စာလေးပို့တကောပို့မလိုအပ်တဲ့နေရာရပို့ထွက်တော့မှာဆိုလို့အောင်းနေမှာလှစာလေးအောက်ကပို့လိုက်အပေါ်ကပို့လိုက်ဒီလေးဆွလိုက်ဘောကပို့လိုက်အောက်ကပို့လိုက်စာလေးပေါ်လိုက်နော်ရမ်းလှရနော်လှတယ်ဒါပါပြီ15စက္ကန့်နေအောင်ကြည့်နဲ့ဖောက်တာပါအမြန်ဖောက်လိုက်ပါမလို့နော်